အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဖုန်းနဲ့ stick နဲ့memory stick တွေနဲ့ဘယ်လို join ရမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ကstick တွေထဲမှာအချက်လက်တွေတင်စီထားတယ်ပေါ့နော်အဲတော့အဲဒီအချက်လက်တွေကိုဖုန်းနဲ့ကူးချင်တယ်အဲဒါဆိုရင်ဘယ်လိုမျိုးတိုက်ရိုက်ချိန်ပြီးတော့ကူးရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲတော့ file နေလွယ်တကူကူးလို့ရအောင်ပေါ့နော်အဲ့တော့တနေရာမှာတနေရာကိုဖုံးမိယူရနေဒီ file နေယူသွားခြင်းနဲ့ဆိုလေဒီနည်းလေးနဲ့လုပ်လို့ရပါတယ်အဲ့တော့ဒီနည်းနဲ့ကူးဖို့ရန်အရင်ဆုံးလိုအပ်တာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ ODG ပဲဖြစ်ပါတယ်အဲ့တော့အခုဒီမှာ type C2 type A ပေါ့နော်ဒီ ODG လေးတစ်ခုပေါ့အဲ့လိုမျိုး ODG တစ်ခုတော့ဝယ်ထားဖို့ရန်လိုအပ်ပါတယ်မိမိဖုန်းမျိုးစားပေါ်မူတည်ပြီးတော့ micro USB ဟိုရင်တော့ဖုန်းနေပေါ့နော် type C မဟုတ်တဲ့ဖုန်းနေဆိုရင်လည်းအဲ့လိုမျိုးဥစားလေးရှိပါတယ်အဲ့လိုဟာလေးတွေဝယ်ထားဖို့လိုအပ်ပါတယ်နော် micro USB to type A ပေါ့နော်အဲဒီမှာ type C ကောင်း type A ပေါ့နော် type C ကောင်းနဲ့ type A ပေါ့အဲ type C ကောင်းကိုကျွန်တော်တို့ဖုန်းထဲမှာထိုးအောင်မှာဖြစ်ပါတယ်အဲ့ဒါ stick ကိုတော့ဒီမှာ type A ပေါ့မှာလာပြီးတော့ချိန်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုနမူနာပြမယ်ဖုန်းလေးကတော့ဒါ Samsung ဖုန်းလေးဖြစ်ပါတယ်သူကတော့ Type C Type C သုံးထားတာပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဆောနာ Type C to Type A OTG ဝယ်ဖို့လိုအပ်တာပဲဖြစ်ပါတယ်ဒီမှာနမူနာပြမယ် stick လေးကတော့ဒီမှာ SP10 8kit stick လေးပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ OTG ကိုဖုန်းမှာချိန်လိုက်ပါဒီမှာမီလေးလင်းနေပါတယ်နော်ဒါဆိုရင် OTG အလုပ်လုပ်နေပါပြီကဲဒီအပေါက်မှာလာပြီးတော့ memory stick ကိုထိုးလိုက်ပါမယ်။ဒါဆို memory stick လေးလည်းလင်းနေပါပြီ။ဒါဆို memory stick လည်းလုံးလို့နေပါပြီ။ notification bar ကိုဆွဲချလိုက်တဲ့အခါမှာ USB storage address ဆိုပြီးပြနေပါတယ်။ဒါဆိုကျွန်တော်တို့ချိန်တာအဆင်ပြေပါတယ်နော်။ဒါဆိုရင် USB storage ကိုအသုံးပြုလို့ရပါပြီ။ကဲအဲ့တော့ file manager လေးကိုသွားကြည့်ပါမယ်။အဲ့တော့ file manager ထဲမှာUSB storage 1ဆိုပြီးပြနေပါတယ်နော်။အဲဒီမှာ 7.36 kit အဲ့တော့ဆန္ဒကျွန်တော်တို့ရဲ့ 8kit SP10 လေးဖြစ်ပါတယ်ဒီမှာနမူနာပြဖို့ရန် file နှစ်ခုထည့်ပြထားပါတယ်ကဲတော့အနာဂတ်မှာကုတ်ကြီးတွေဖြစ်လာမဲ့လူပေါ့နော်အနာဂတ်ကုတ်ကြီးနှစ်ပါးပေါ့နော်ကဲတော့သူတို့နမူနာပြင်ထည့်ပြထားတာပဲဖြစ်ပါတယ်ကဲဒါတွေကို file ကိုဖုန်းတွေကိုကူးမှလားကိုဖုန်းရဲ့ file တွေကိုဒီဘက်ထဲကိုရှင်းမှလားကြိုက်တယ်လို့လုပ်လို့ရပါပြီအဲ့တော့ဖြုတ်တော့မယ်ဆိုရင်ဒီ SL430 ကိုနှိပ်ပြီးတော့mount ဆိုလေးလုပ်ပြရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီမှာ USB storage 1 not mounted ဆိုပြီးတော့ stick ကလည်းမီမလင်းတော့ပါဘူး။ဒါဆိုရင်ကျွန်တော်တို့ကလွယ်ကူစွာဖြုတ်လို့ရပါပြီ။အဲ့ micro USB သုံးတဲ့လူတွေအတွက်ဆိုရင်လည်းဒီလိုမျိုး OTG လေးရှိပါတယ်နော်။ဒါတော့ကျွန်တော်ဝယ်ထားတာကြာပါပြီ။ဖုန်းအဟောင်းနဲ့တော့သုံးတဲ့ဥစ္စာလေးပါ။အဲ့တော့ဒီမှာခေါင်းက micro USB ခေါင်းပေါ့နော်။အဲ့ဒါဟိုဘက်က OTG ခွဲတွေကတော့ဒီကောင်လေးကတော့အများကြီးပါတယ်။ Type A ပေါက်ပါမယ်။တိုက်ရိုက်ကောင်းပါမယ်ပြီးတော့ဟိုဘက်မှာလည်း SD ကပ်ပေါက်လေးလည်းပါသေးတယ်နော်ဒီကောင်လေးနည်းနည်းလေးတော်တော်လေးစုံပါတယ်အဲ့လိုမိဖုန်းနဲ့ကိုက်မဲ့ OTG လေးတွေရှိထားဖို့တော့လိုအပ်ပါတယ်တိုက်စီဆိုရင်တိုက်စီပါတဲ့ OTG ရွေးဝယ်ရမှာဖြစ်ပါတယ်micro USB ဆိုရင် micro USB ပေါ့နော်အဲ့လိုမျိုးစာရှိတဲ့ပြင်ရွေးဝယ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ချက်လက်တွေကိုစတစ်ထဲမှာကူးပြီးတော့လွယ်လွယ်ကူကူတည်သွားလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်